အားလုံးမင်္ဂလာပါနော်အမေအားဝေးဖြစ်ပါတယ်နော်ဒီနေ့တကယ်ချင်းလုံးနဲ့ကျွန်တော်လည်းအတာဗီဒီယိုလေးထူထူကြည့်လိုက်အောင်ကျွန်တော် channel လေးကို like subscribe လုပ်ရသေးလုပ်ခဲ့ဦးမယ်နော် okay စကူဆိုင်ပြီးချစ်ပြီးမဲ့သူတာမရှိတာစီတော့ထောက်ပြီးတင်ပြောမဲ့သူကခံမများရဲ့ဟုတ်ပါနော်ကျွန်တော်တို့တကူတက like you ဆိုင်ပြီးတော့ချစ်ပြီးမဲ့သူမရှိဘူးနဲ့ရှိဘူးနဲ့ဟိုဘာလုံးနေလဲဘာခိုင်းနေလဲဘာတွေမဟုတ်တာတွေလုံးမလဲဘာတွေမကောင်းတာတွေလုံးမလဲဆိုတာနေရာမရှိတော့ထောက်ပြီးတော့အတင်းပြောနေမဲ့သူတွေကများတယ်ဟမ်ဒါပေမဲ့လည်းစိတ်ထဲမကြပါနဲ့နော်ဒီလိုမျိုး you ဆိုင်ချစ်ပြီးမဲ့သူမရှိဘူးဆိုတော့စိတ်ထဲမကြနဲ့ဘာလုံးမျက်စိတောက်ထောက်ပြီးတော့အတင်းပြောနေမဲ့သူရှိသေးတယ်okay ပေးမဲ့မပေးသေးဘူးလုံးဝဥပိ္ပခာပြုမခံသေးအဲ့တော့အားမငယ်နဲ့ okay တပတ်မှတည့်ရက်ပဲနားရတာမျိုးမဟုတ်ပဲတဲ့တပတ်မှတည့်ရက်ပဲဆင်းရတဲ့အလုံးမျိုးမရှိဘူးလားဗျာကျွန်တော်ဖို့ခေလူတွေတော်တော်များများပေါ့နော်လောပါတိတ်ပြီးစိတ်မပါဘူးတရားဝိုင်းရေးအတွက်လုံနေရတာတော့မလုံမဖြစ်မလို့လုံနေရတာတော့အကြောင်းမလားလုံနေရတာเนาะဒီမှာတော့သူ့ရဲ့ခံစားချက်လေးကိုတာလေးနဲ့ပုံလေးနဲ့ရင်ဖွင့်ထားတဲ့ဟာလေးပေါ့เนาะမတည့်ရပဲနားရတာမျိုးမဟုတ်ပဲတပတ်မှတည့်ရပဲဆင်းရတဲ့အလုပ်မျိုးမရှိဘူးလားဗျာတဲ့ခင်ဗျားတို့တကယ်ချင်းလို့စီမှာတပတ်မှတည့်ရပဲဆင်းရတဲ့အလုပ်ရှိရင်ကိုဆက်သွယ်ပြီးတော့အလုပ်ခန်းလို့ရပါတယ်လို့เนาะပတ်စံရှာပါတဲ့ရှာနေတဲ့အချိန်မှာတကုံးမှရှာပါကျွန်တော်လူငယ်တွေနဲ့အချိန်ဒီတိုင်းမဖြုံးသင့်ဘူးเนาะ nice အဲ့လိုဆိုတော့အသက်ကြီးလာတဲ့အချိန်ကျရင်ကိုယ်တွေမလုံနဲ့မကန်နိုင်တဲ့အချိန်ကျရင်မလုံလဲစားနိုင်တဲ့ဘဝမျိုးမလုံလဲအေးဆေးနေနိုင်တဲ့ဘဝမျိုးဖြစ်အောင်အခုချိန်ကလေးအကျိုးတင်ပြီးတော့ရှာဖွေစုဆောင်းထားရမယ် okay ဒါပေမဲ့စားမကုန်သေးဘူးအောက်မှာကြံသေးတယ်မဟုတ်ရင်နဲ့အမိပြန်လာလို့မိရင်အတီးခံရမှာတဲ့နော်ကျွန်တော်တို့ရဲ့ဒီပို့ပိုင်ရှင်တွေကပေါ့ရှာခိုင်းနေဆိုတာအလုပ်ကြိုးကြိုးစားစားနဲ့အချင်းရှိခိုင်းလုံးလာဆိုင်ပြီးတော့ပတ်စံရှာခိုင်းနေတာမျိုးမဟုတ်ဘူးနော်သူပြောချင်တာသူ့အမိအပြင်ထွက်သွားတယ်အဲ့တော့သူ့အမိရဲ့ပတ်စံကိုယူချင်တာဘာလို့လဲလို့ဖို့ငယ်တော့မိဘတွေဇီကနေမတိအောင်ယူတော့ခိုးတော့မဟုတ်ကျွန်တော်ကမတိအောင်ယူအများကြီးမယူဘူးနော်ခိုးတော့ဖို့လို့တလောက်တော့ဖို့လို့တလောက်ဟေးဘွာကြံပေးချင်တာတော့အခုချိန်ထိမိဘတွေဇီကနေအဲ့လိုအလက်တော့ဟမ်ဒီတဲ့လူတွေအတွက်လုပ်ကြည့်ပါပတ်စံရှာပါရှာနေတဲ့အချိန်မှာတကုံရှာပါမဟုတ်ရင်ပြေမေးပြန်လာလို့မိရင်အတီးခံရမယ်နော်โอเคဒီခါတော့ကျွန်တော်တို့ဒီမှာရဲ့ချက်ပေါက်သွားဆက်စုမှာဖြစ်ပါတယ်let's go ငါမင်းကိုအရင်ချင်းနေမိပြီ oh my god wow ဘယ်လဲတဲ့နေရနော်စောတိပါငါမှခေါင်းလေးရှိတယ်တဲ့ပြီးတော့သူ့မှာကင်ဆာယောဂလည်းရှိနေတယ်တဲ့ငါသူ့ရဲ့လက်ကျန်3နှစ်အချိန်မှလေသူနဲ့အတူရှိနေပေးချင်တယ်ပေါ့နော်အင်းနဲ့ဆိုပြီးမယ်ကောင်းကောင်းလေးရှင်းပြဒီကင်ဆာယောဂတဲ့သူကောင်လေးရဲ့နောက်ဆုံးလက်ကျန်အချိန်3နှစ်မှသူနဲ့အတူရှိနေပေးချင်တယ်ဒါကတော့တကယ်ချစ်တဲ့လူတွေတိုင်းဆန္ဒပေါ့နော် nice ကိုချစ်တဲ့လူရဲ့နောက်ဆုံးအချိန်ဒီမှာအကောင်းဆုံးနဲ့အပျော်ရွှင်ဆုံးအတူတူအနားမှာအချိန်ကိုဆုံးသွားချင်တယ်ပေါ့မကောင်းပါဘူးတဲ့ဟောလည်းသူမှားသွားပြီပေါ့နော်ပိုင်ရှင်ရှိနေတဲ့လူဆိုရင်ရှောင်းရမယ်လေဒါ nice မဲ့ဟိုပိုင်ရှင်ရှိနေတဲ့ပြင်အပိုင်ရှင်အတွက်ပါစိတ်မကောင်းစရာပေါ့နော်နောက်ဆုံးအချိန်လေးကိုသူပြလိုက်ရတော့စိတ်မကောင်းပါဘူးတဲ့ respect ပေးပါတယ်လို့ဘလို့နော် oh my god wow ဒါတော့ဒူလိုနားလေနော်ဒါလူချင်းကိုတီးတယ်စီကန်းရှိတယ်စီးတယ်ကိုစီးနဲ့ကိုနေတယ်ယောက်ျားဆိုတာဒါမျိုးဖြစ်ရမယ်နော်ကြာကိုဒီမလုံးဟုတ်တယ်နော်
တေးပြားတဲ့နောက်စာထိတ်ရောက်ဟမ်အော် bro မတူဝိုင်းပြတ်ထားရနိုဝင်ဘာ6ရက်2022နော်သူအပေါ်ပို့လာသူသွားပြီးတော့ပို့လာချစ်တယ်ဘာသာငင်းခံလိုက်ရစိတ်မကောင်းအဲ့မှာပြီးတော့ပြီးတစ်ဖြတ်နိုဝင်ဘာ6ရက်2024ဟာနှစ် bro နှစ်ကြာသွားတဲ့အချိန်မှာသူတော်မီသူတည်လားဒါမိန်းလေးရဲ့အသုံးများစစ်တေကားလေးပေါ့နော်ကျော်ရအချစ်ကြီးချက်နော်ချစ်ကြီးတာယောက်ျားလေးဒီများလေးတကယ်ချစ်မိလို့ဆိုဘယ်လောက်ပဲစောင့်နိုင်အဲဆိုတာဒီနွားကိုကြည့်မလို့ဒီ bro ကြည့်ကဲနောက်ခုတော့ကြည့်ရသူတို့ဘာကိုနင်းပြီးမှအပေါ်ရောက်ချင်ရင်မဆက်မှလောပါဟုတ်ပါတယ်တော့နော်တချို့လူတချို့သူများပေါ်ချနေသူများကိုချနေပြီးမှအပေါ်တက်ကြကိုအောင်မြင်ကိုသူများကိုချနေတယ်ကိုကြီးပွားကိုသူများကိုချနေတယ်အဲ့လိုလူမဆက်မှလောပါလို့ဒီကနေပြောချင်ပါတယ်နော်ကျေးဇူးတင်ပါတယ်လို့ဒီနေ့ဝါရမလားဒါလည်းပြစ်ထားရင်တော့ဒီနေ့ပြစ်ထားပြဿနာလာရှာရေးတော့ဟောကစားလေးကငါမှနေတယောက်ပဲရှိတာနင့်ကိုပြစ်မထားလို့ဘယ်လိုပြစ်ထားပါလဲရှင်းနေဟုတ်တယ်မလားဘာဘယ်လိုပြဿနာရှာဘယ်လိုရေးချင်လို့ဒီမဆိုင်ကိုကလုံးဝတော့ကီကောင်းလို့ Oh my god wow ငါနေတယောက်ပဲရှိတာနင့်ကိုပြစ်မထားလို့ဘယ်လိုပြစ်ထားပါလဲဟောအနည်းဆုံးတော့ကြည်နေတော့လားကိုမှတယောက်ပဲရှိတယ်ဆိုတော့သူကြည်နေမှာဟုတ်တယ်နော်ကျော်ရီတော့ကီတော့ကီပိုင်ပါဖြစ်တယ် easy bro တော့ကီပိုင် sorry ကျန်တယ်ဆိုချိုးလို့ရဟာလားဟဲ့တော့ခုမောင်းနဲ့နွားလေးဟာဒီကြရောနွားဗျာဘယ်တော့မထူနော်ရတယ်မောင်းနဲ့ဘဝဆိုတာဘယ်လိုမျိုးလဲဟင်ဟာလူပဲဟေးတဲ့ကင်းစောနေပါလေဆိုဟာကင်းစောရနော်ဟုတ်တယ်ကျော်လို့ဂိမ်းမာတယ်ညောဘယ်ဖုန်းဝင်လာတာစိတ်ပူဟုတ်နော်โอเคအော်အဲ့ဆိုတော်လေးပေါ့ဟာအော်ခေကောင်းမလေးတချို့ဘဝတွေကအရှိကြီးတွေနော်နင်းမသိလို့ပါတချို့ဘဝတွေကအရှိကြီးတွေနော်နင်းမသိလို့ပါဒီဘဝကနေ့တွေ့တူမတချို့ဘဝတွေကအရှိကြီးတွေခံရမယ်နောက်ခုလာမချောနဲ့ဟွန်းစိတ်ဆိုးတော့လာမချောနဲ့တဲလေးတဲ့တူးတဲ့ဝါတဲ့ဟာချက်ချင်းတက်လဲတက်နိုင်တယ်ဒီအတွေ့တွေနော်ကိုယ်လေးကောင်းပါလေနော် nice တရားရေး easy လေးရဲ့နော်ခြေတစားခြေတအိတ်ခြေတပြောခြေတပါလာ easy နော် okay နောက်ဆက်မပေါ့ခင်ဗျာကျွန်တော်တို့ channel လေးကိုနား subscribe လုပ်ခဲ့ဖို့မမေ့ပါ okay စားရအားမတိုင်ဘူးတော့အဲ့ဒါအဆင်ပြေဦးလေဒီမေးလေးဒါကြတာပလိုင်းကဲတော့ပြောတာလေအားမတိုင်ဘူးတော့အဲ့ဒါအဆင်ပြေဦးလေဖုန်းကင်ခိုင်းတာဖုန်းခေါ်တာကောင်းမလေးကခေါ်လို့ဖုန်းခေါ်တာဒါပေမဲ့ကောင်းလေးကမအားမကင်တော့ပြဿနာတက်ကြတာဖြစ်မှာပေါ့ကဲစစ်ကြည့်ရရှုပ်လေအားလုံးတော့အဲ့ဒီ RS တွေဟမ်ဒီမေးလေးကြောက်တယ်ချိန်စားလို့မိဆောက်ကြအောင်လားဟာဒါပဲပြောချင်တာဘာဘယ်တော့ဝဲစိတ်တူကြယောက်ျားလေးတယောက်ဆိုဘယ်တော့ဝဲစိတ်တူမိန်းကလေးကလက်ပါစရာမလိုဘာလို့လဲဆိုတော့ဟိုယောက်ျားလေးဖြစ်နေသူတို့မိန်းလေးအားနွယ်မိန်းကလေးကိုလက်ပါစရာဘာကြောင်းမှမရှိဘူးယောက်ျားကောင်းနေဆိုတာ Oh my god wow okay စစ်ကြည့်ယောဒါနဲ့ဟာဖူထုံဟုတ်ပါနော်ကျွန်တော်ဒီကရန်ပြည်နယ်လွိုက်ကောမြို့ကနေပြပါတယ်ကျွန်တော်ဟိုငငယ်လေးနဲ့ဒီဘက်စပြီးတော့တင်လာဟာတာဗီဒီယိုစလုပ်ခဲ့ဒီဘက်ကျွန်တော်အရန်ကြိုက်ခဲ့ဘယ်ဆိုကျွန်တော်တို့နေတဲ့နေရာနီးတယ်ဒီအကြောင်းတော့ကျွန်တော်အရန်ကြိုက်တယ်
ဒါပေမဲ့သူကခုတော့နောက်ပိုင်းပြောင်းသွားပြီဘာလို့လဲကျွန်တော်မသိတော့เนาะโอเคဗီဒီယိုလေးကိုပြန်ကြည့်မယ်你个表啥的？俺都改不了。俺这二十个定嘞。你没人叫我站在这上头，你少加工的。ဒါကောင်းမဲ့ 哟，拿来这。 ရောဒါလေးရဲ့စစ်ကြည့် 哎，都俺进来看你嘞，多多来这，你拿来点口。哎呦我的妈！ ဒုံးလေးရရင်ဒါလည်းပြန်ခုတ်နှစ်အောင်လုံးရတိုက်ပြီးလည်းရှိုးလို့ဖိုးထုံးလည်းအဲ့ချိန်တော့ FE ဖြစ်နိုင်မယ်ထင်တယ်နော် FE ဖြစ်နိုင်မယ်ထင်တယ်နော်ပတ်တွေသူဆောင်ကန်နေတဲ့ပုံပါပဲကြည်လိုက်အောင် 你们家一些这样就这样，我多了没？ တေးကြတယ်ဒီပဲအဲ့တော့ FE ပဲရတိုက်ပြီးခဲ့တယ်အစ်စစ်ဆက်ရဖြစ်ကြငါသွားတော့မယ်ဒီဘောမကြည့်ခင်မှာကျွန်တော်အတက်20ကျော်ပြီးတော့မနော်အတက်20ကျော်ပြီးရေးစားမရှိစောမရှိပဲမရှိညာထုတ်လေးပြင်ထားကြပါလို့နော်ကျွန်တော်တို့ဒီဘူဝါရေးတာသွားကြโอเคဟမ်ဒီလိုကြည့်ပြီးဘူဝါရေးတာသွားမယ်အဲ့တော့ထုတ်လေးပြင်ထားဘာမှမေ့မကြံခဲ့စေနဲ့โอเคဘာမှမေ့မကြံခဲ့စေနဲ့โอเค接下来就讲是，我ဒီကောင်လေးကြည့်လိုက်တဲ့7နှစ်73နှစ်ရွယ်လေးတွေရှိတယ်နော်အဲ့တော့ကျွန်တော်တို့20ကျော်လေးကဘူဝါရေးတာသွားကြမယ်โอเคဒီဗီဒီယိုကြည့်အားတင်တာနော်ဘာမှအားမငယ်နဲ့ဟာလားဒါသူတို့ခေသူတို့ခါသူတို့လောက်တာဘာမှအားမငယ်နဲ့โอเคဘဝရည်တာရှိတယ်မပူနဲ့接下来就讲是，讲都来讲吃饭了， ဟုတ်လားသူချဲရီလူတယောက်ရှိတယ်ကောင်းမလေးလည်းသူ့ချဲပေါ်မှာမတိရ memory လေးရောဟာလားကြာလာကြည့်妹，啊哭不呀？我都叫回来了，去了，我都看到了。ကိုယ်လည်းစင်ခေါ်မှာဟိုလိုနိုင်ကိုလိုညီလိုရဲ့ချစ်စစ်လေကိုလိုဖြစ်သွားလားစင်ခေါ်မှာဘူးလို့叫做少年吃的，少年气的ညီငယ်ပါသေးတယ်ညီရဲ့ရှစ်ဆက်ဘွားတွေမှာသူထက်တာလာတယ်အများကြီးရှိတယ်ဘာမှအားမရโอเค俺们都没洗了不？喏，这下子要是把我哩， ပါပါ 那我的也吃高嘛，别别叫。 ခဲရဲ့အချစ်ကြီးဆိုင်တာတရားနဲ့ပါသွားတာနောက်ဘွားဒီစက်ချုပ်မယ် Nice。အေးပါညီနွားဖိချင်မှတော့လေအကိုတို့မတားတော့ပါဘူးနော်ကဲဒီနေ့တော့နော်ကျွန်တော်ဗီဒီယိုလေးကိုခုတော့ဒီနေ့ပါကြည့်စီရကြည့်လို့ရတယ်နော်နောက်ထပ်ဗီဒီယိုလေးမှာဆက်ရှိနေပေါ့ဆက်ရှိနေတယ် live အဲ့လိုမျိုးနေနေနောက်ဗီဒီယိုတော့ပြန်ဆော်ရတယ်ဘိုင်ဘိုင်